ရှေးလူကြီးတွေကပြောလေးရှိပါတယ်အပြင်လူထက်အိမ်ရင်းကရန်သူကပိုကြောက်ဖို့ကောင်းတယ်တဲ့ကိုချစ်ခင်ယုံကြည်ရပြီးတော့ကိုနဲ့အတူတူထမင်းစားနေရဲ့ကိုရဲ့ဇနီးမယားကပဲကိုကိုတက်ပစ်ဖို့ပြင်ဆင်နေရဆိုရင်ရောဒီနေ့မှာတော့အရင်ခေတ်တုန်းကအမွေကိစ္စကြောင့်ဖြစ်ပွားခဲ့တဲ့ထူးဆန်းတဲ့အောက်လန်းလေးတွေပါဝင်နေတဲ့ဖြစ်ရမှန်မှုတွေတခုကြောင့်ကိုတင်ဆက်ပေးခြင်းပါတယ်ဟိုးရင်ခေတ်တုန်းကနေမြို့လေးတစ်မြို့မှာအရန်ချမ်းသာတဲ့လင်မယားယောက်ရှိပါတယ်ခင်မိုးဖြစ်သူကအမွေရထားတဲ့လေယာဉ်ကြီးတွေရှင်ငွေတွေအများကြီးကိုပိုင်ဆိုင်ထားသူပါဒါပေမဲ့လင်မယားနှစ်ယောက်ကြားမှာအမွေခွဲဝေမှုနဲ့ပတ်သက်ပြီးတော့မကြာခဏဆိုသလိုအကြီးကျယ်အခြေများလေးရှိပါတယ်။တနည်းပြသူကလောဘဇောတက်ပြီးတော့ဒီပစ္စည်းတွေကိုတဦးရဲပိုင်ခြင်းနဲ့စိတ်ပြင်းပြလာတဲ့အခါမှာတော့ကြောက်စရာကောင်းတဲ့အကြံတစ်ခုကိုစတင်ခဲ့ပါတယ်။တနေ့မှာတော့ဇနီးဖြစ်သူကအစိတ်တစ်မျိုးကိုခင်မိုးဖြစ်သူအကြိုက်ဆုံးဟင်းပကံတဲ့ကိုနှိုးဝှက်စွာခတ်ခဲ့ပါတယ်။ခင်မိုးဖြစ်သူကဘာမှမသိခဲနဲ့အဲ့ဒီခင်းတဲ့ထမင်းကိုစားပြီးနောက်မှာတော့ဝေဒနာအပြင်းထန်ခံစားရပြီးသေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်တုန်းကစစ်စစ်ချက်တွေအားနဲ့ရာကိုဖွင့်ကောင်းယူပြီးတော့ဇနီးဖြစ်သူကရုတ်တရက်လေဖြတ်ပြီးသေဆုံးသွားတာလားဆိုပြီးတော့အမှုမှန်ကိုဖုံးကွယ်ခဲ့ပါတယ်။ဒီအမှုကဒီမှာနေနဲ့ပြီးမသွားသေးပါဘူး။ဇနီးဖြစ်သူကသူမတက်ခဲ့တဲ့ခင်မိုးရဲ့ဝိညာဉ်ကသူမလက်ကိုလိုက်နေမှာအမမဟုတ်အမှုမှန်ကိုတနည်းနည်းနဲ့ဖော်ထုတ်မှကိုကြောက်ရွံ့လာပါတယ်။ဒါကြောင့်ပဲသူမကအမှောင်လောကအောက်လန်းဆရာတယောက်နဲ့တိုင်ပင်ပြီးတော့လိပ်ပြနှုတ်တယ်ဆိုတဲ့ထူးဆန်းတဲ့ပွဲတစ်ခုကိုလုပ်ခဲ့ပါတယ်။ဒီပွဲရဲ့ရည်ရွယ်ချက်ကတော့တေဆုံးသူရဲ့ဝိညာဉ်ကိုချုပ်နှောင်ထားဖို့နဲ့အမှုမှန်ကိုဘယ်သူမှမဟိတ်မိအောင်မော်တက်နဲ့ဖုံးကွယ်ထားဖို့ဖြစ်ပါတယ်။အဲဒါကောင်ချိန်တွေမှာတိတ်တဆိတ်လှုပ်လေးရှိရဲ့ဒီပွဲဟာကြောက်စရာကောင်းတဲ့ဂါရမန်တွေထူးဆန်းတဲ့အစီအစဉ်နဲ့ပြည့်နှက်နေခဲ့ပါတယ်။ဒါပေမဲ့မိုးကွယ်လို့မရသလိုပဲအမတ်တရားကိုလည်းဖုံးကွယ်ထားလို့မရခဲ့ပါဘူး။အဲ့ဒီလေးကနှုတ်ဝဲမှာတုံးခဲတဲ့ပစ္စည်းတွေနဲ့ဇနီးဖြစ်သူရဲ့ထူးဆန်းတဲ့အမူအရာတွေကိုပတ်ဝန်းကျင်ကတန်တရားဝင်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့အာဏာပိုင်တွေကအလောင်းကိုပြန်ဖော်ပြီးစစ်ဆေးခဲ့ရတာနဲ့အစိမ့်မိပြီးသေဆုံးတာဖြစ်ကြောင်းပေါ်ပေါက်သွားခဲ့ပါတယ်။အောင်လန်းပညာနဲ့ဖုံးကွယ်ဖို့စူးစမ်းခဲ့တဲ့ဒီဇနီးတွေကလည်းနောက်ဆုံးမှာတော့ဥပဒေရဲ့အပြစ်ပေးခြင်းကိုခံခဲ့ရပါတယ်။လောဘဟာလူတစ်ယောက်ကိုချစ်တဲ့သူကိုတတ်မိတဲ့အထိယူသွတ်သွားစေနိုင်တယ်လို့အယူသီးမှုဟာလည်းအပြစ်ကိုဖုံးကွယ်ဖို့စူးစမ်းတဲ့လက်တစ်ခုဖြစ်လာတတ်ပါတယ်။အခုလိုဖြစ်ရမျိုးတွေဟာကျမတို့အတွက်ကြီးမားတဲ့သင်ခန်းစာတွေပါပဲ။ဒီစကားလေးကိုစိတ်ဝင်စားရဲဆိုရင်တော့ like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့ဦးရှင်။